မှန်လာခုနတော်တော်ဆန်းပါတယ်တော်တော်လှတာပဲเนาะရှင်းရှင်းလေးမမြင်ရလို့အခုအနည်းကကျွန်တော်ရိုက်ပြတာပါဒါကတော့ကျွန်တော်ညနေကဝင်လာခဲ့ပြီးဖြစ်တဲ့အမ်ဖီတွေ့တာပဲဖြစ်ပါတယ်ဒါကတော့ကာတာလာဟိဖက်ကိုတက်တဲ့လမ်းဖြစ်ပါတယ်ဒီဘက်နေဖြန်းထားတာပဲဗျโอเคပါ6နိုင်ရ20နာရီဖွင့်ပါတယ်ပန်းချင်တော့ကျွန်တော်ဘာတွေ့လဲဆိုတော့ကျွန်တော်ဒီမှာအပင်တွေမြှားကြီးမလို့ကျွန်တော်ထိုက်ရက်လိုက်တာပါကျွန်တော်အပင်တွေပြပါမယ်ဒီကောင်ဆိုရင်နည်းတော့မှောင်နေပြီဗျဒီကောင်ဆိုရင်တမာပင်ဒီဘက်မှာဆိုရင်ယူကလစ်ပင်ဒီကောင်လဲတမာပင်ပဲဒါကတော့ကျွန်တော်ကာတာရာဟေးဖက်ကနေမြင်ရတဲ့မြင်ကွင်းမှာကျွန်တော်ပြောရဟိုဘက်ကနေပြတော့ကတစ်ပင်နေစင်းဆိုရှိနေနားဆိုတာကျွန်တော်ရောက်လာပါပြီဘာပင်လည်းမသိဘူးအတီးတွေရောပဲရှိမကြည့်အတီးဘာတီးလဲတော့မသိဟိုမှာလည်းအများကြီးပဲနဲတာမို့ဘာမလဲကျွန်တော်လည်းတရားမသိတော့ပါပြီးတော့ကျွန်တော်ပန်းပင်လေးလှလှလေးကျွန်တော်တွေ့ပါတယ်ဒီမှာပါဒါတော့ပန်းပင်လေးဖြစ်ပါတယ်ပန်းတော်တော်လှတယ်ဗျကျွန်တော်အခုကနေအောင်မရှိတော့သိမလားနေအောင်မရှိတော့တပြီးတော့မလှဘူးပုံစံဖြစ်နေအယောင်မတကူဖြစ်နေအောင်နောက်မှမြင်ရလားမသိဘူးဆိုတော့နည်းနည်းမြင်ရဒါတော့5 minutes ဖြစ်โอเคပါ5 minutes ဟိုပင်နားနေမှာလည်းရှိတော့ဟိုပင်နားမှာစမ်းချောင်းလိုမျိုးရေကျနေတဲ့နေရာလေးရှိပါတယ်ဆိုတော့အဲ့နာရောက်ရင်ကျွန်တော်တစ်ခါထပ်ရိုက်ပြပါမယ်ဒီပေါ်ရောက်သွားတာတကယ်အကုန်လုံးကမြခင်းပြင်ပေါ်ရောက်သွားတာဗျာကာတာရဲ့ခလေလောက်ကြတယ်ပြောရမလားအဲ့ဒီဖက်မှာရှိပါတယ်ကျွန်တော်အခုရေကြတဲ့နားကိုရောက်လာပါပြီဒီမှာပါအိုးအပေါ်နေစီးပါတယ်ပြီးတော့ဒီနားမှာရေကန်လိုမျိုးသူတို့ဒီကတော့ပုံမှန်ပဲပြအရင်ကြီးအေးနေရတော့မဟုတ်โอเคပါကျွန်တော်ပေါ်ထပ်တက်ကြည့်ပါမယ်ဝါရီကတော့အပင်တွေကတော့ရေဆိုနေတယ်ဆိုတော့ရေဖြန်းထားတာဆိုတော့ရေဆိုနေတယ်ကျွန်တော်ပေါ်တက်ကြည့်ပါမယ်ကျွန်တော်ရှိပြီဗျဒီကနေတောက်ချဟိုးပေါ်တက်သွားတာโอเคပါအခုတော့ကျွန်တော်တောင်တက်လိုက်ပါအောင်ဒီမှာပါသူအပင်တွေကဘာပင်ဒါဘာပင်ရှောက်ပင်ရှောက်ပင်အနုလေးရှိဒီကောင်ဆိုနုလေးရှောက်ပင်နေမနေဘူးဗျဒီမှာတပင်း
တောက်လျှောက်ပဲဒီတောက်လျှောက်ကဟာ6ပင်နေပဲဒီမှာရောဒီဘက်ကဟာလည်း6ပင်နေပဲအဲ့ဒါ6ပင်နေအများကြီးပဲကျွန်တော်ဟိုဘက်က city light ကိုမြင်ရတော့မှာပါအဲ့ဒီတော့မဟုတ်သေးဘူးဒါပေမဲ့မြင်ရတော့ကျွန်တော်ပြပါမယ်အဲ့ဒီမှာမီးတော့မထွန်းသေးဘူးပြအောင်ဒီမှာဆိုရင်လေဒီဘက်ကနေဆိုနေမြင်ရဒီပန်းပွင့်လေးနောက်ပြီးရင်ဘာပြမလဲဆိုရင်ဒီမှာတွေ့လားမသိဘူးတော့လှရနော်အပေါ်မှာကော်ဖီဆိုင်ထိုင်တော့အေးစေးချစ်လို့ရလို့ချစ်လို့ကောင်းတဲ့နေရာပါအပေါ်ကနေ view တွေဘယ်လိုမြင်ရလဲကျွန်တော်မသိဘူးကျွန်တော်အဲ့ပေါ်မတက်တော့ဘူးအောက်ကနေပတ်ပြီးတော့ပဲဟိုဘက်ကိုတစ်ပတ်ပတ်လိုက်မယ်ပြီးတော့ဟိုဘက်ကနေပဲထွက်လိုက်မယ်ဟိုကကျွန်တော်ဒီမှာဟာပြန်ထိုင်ပါမယ်ကျွန်တော်အခုထိုင်နေလိုက်တာတော်တော်ကြာသွားတယ်ဗျမောင်းသွားပြီကျွန်တော်ဘာပြမလဲဆိုတော့ဘယ်လိုမြင်ရလဲဆိုရင် view ကိုပြချင်လို့ပါဒီမှာဆိုရင်တို့ဘယ်တင်တိုက်စောနာမြင်ခဲ့တဲ့ဘယ်တင်ကြီးတွေပါဒီဘက်ထက်ဟာတွေကတော့အပင်နေနေကွယ်နေတော့သိရမလားကွယ်နေတော့ဘိုးတော်ဝါတာတွေပဲမြင်ရပါတယ်မြင်တော့မြင်ရပါတယ်ဒါလည်းလှပါတယ်တစ်မျိုးလှတာပေါ့ဗျာတစ်မျိုးလှတာပဲအဲ့မှာဆိုရင်တစ်မျိုးလှတယ်ကျွန်တော်ဒီနားမှာညဘက်လှလှလေးရိုက်လို့ရတဲ့နေရာပေါ့နော်ရက်လို့ကောင်းမယ့်နေရာဘယ်နေရာရှိလဲလို့ကျွန်တော် ChatGPT ကိုမေးကြည့်တော့သူကခုနကျွန်တော်ထွက်ခဲ့တဲ့နေရာဆိုတော့ကျွန်တော်ပြောခဲ့တဲ့ဟာကိုပဲအဲ့နေရာကိုပဲပြန်သွားရိုက်ပါအဲ့နေရာပိုလှပါတယ်တဲ့ညဘက်ပိုလှတယ်လို့သူကပြောတယ်သူတို့ပြထားတာတော့ရွှေရောင်နေဝင်းနေတယ်ပေါ့ဗျာအဲ့ဒီအတွက်ကျွန်တော်ဒီကနေဆင်းပြီးတော့စောနာလာခဲ့တဲ့နေရာမှာကျွန်တော်ထပ်ပြီးတော့ညနေဖက်ရိုက်တာနဲ့ညဘက်ရိုက်တာနဲ့ဘာကွာသလဲဆိုတာမျိုးကျွန်တော်ပြပေးပါမယ်โอเคပါဆိုတော့အားလုံးပဲစောင့်ကြည့်ကြပါဦးဒါတော့ပေါ်စီကနေမြင်ရတဲ့မြင်ကွင်းမှာယော let's go ပါကဲခုတော့ကျွန်တော်အပေါ်ကနေအောက်ကိုဆင်းလာပါပြီဆင်းလာလို့ဒီနားမြင်ကွင်းလေးလည်းလှရတယ်ဆိုပြီးတော့ကျွန်တော်ကင်မရာကောက်ထုတ်ပြီးတော့ရိုက်လိုက်တာပါလှတယ်ဆိုတော့ကြည့်စီချင်းလို့ပေါ့လေကြည့်ရှုသူတွေဟိုမှာလာကြီးပါဟိုဘက်ကမီးရောင်နေနဲ့သူ့နေနေသူတော်တော်လှတာပဲဗျကျွန်တော်က ChatGPT ကိုမေးတော့သူကအဲ့ဒီနားလှတယ်လို့ပြောတယ်အဲ့ဒါမို့လို့ကျွန်တော်ပြန်လာတာပါညနေကလည်းကျွန်တော်ရက်ခဲ့ပြီးပြီဒါပေမဲ့ ChatGPT ကအဲ့နားမှာပိုလှတယ်ပြောလို့ကျွန်တော်ညနေဖေးရိုက်တဲ့ဟာနဲ့ညဖေးမီးအောင်နေရိုက်တဲ့ဟာနဲ့ဘယ်လိုမျိုးလှတယ်လဲဆိုတာမျိုးကိုကျွန်တော်ပြပေးပါမယ်ဆိုတော့ခါ let's go ပါဟိုဆိုရင်ကျွန်တော်အောက်ထက်ရောက်လာပါပြီကျွန်တော်အောက်ထက်ရောက်လာတော့အိုးဘက်ထဲမှာမီးကြိုင်နေသူတို့ထွန်းထားတဲ့မီးကြိုင်နဲ့မြင်ရတဲ့ရှုပ်ကနေလှလို့ကျွန်တော်ရိုက်ပြပါမယ်အဲ့ဒီနာတော်လာအဲ့နာသူတို့မောဝဲဖြစ်မယ် shopping mall ဖြစ်မယ်ကျွန်တော်ဒီကနေပဲသွားပါမယ်ဟိုဘက်ကိုတော့ကျွန်တော်မသွားတော့ပါဘူးဟိုဘက်ကတော့ကျွန်တော်ဒီကနေထွက်ပြီးရင်ဟိုဘက်ကိုပြန်လျှောက်ရင်တော့အဲ့ဘက်ကိုပြန်မြင်ရမှာပေါ့လေအဲ့ဆိုတော့ကျွန်တော်ခုလို့ဆိုဒီနာကိုညနေရမပြခဲ့တဲ့နေရာပုံလေးနေမိထွန်းထားတယ်ဆိုတဲ့နေရာအဲ့နေရာတော့ကျွန်တော်အဲ့နေရာရောက်အောင်သွားပြီးတော့ပြပေးပါမယ်โอเคပါ
အပွားနေအပင်နေအုပ်နေတော့ရှင်းရှင်းလေးမမြင်ရလို့အခုအနည်းကကျွန်တော်ရိုက်ပြတာပါဟိုဘက်မှာဆိုရင် city light ကိုမြင်သွားရပါတယ်โอเคပါကျွန်တော်ဒီနားမီးအောင်လေးထွန်းတဲ့နေရာကျွန်တော်တောက်ပြပါမယ်တော်မိုက်နော်ဒီဆောက်အောင်ကြီးတော်မိုက်တယ်အဝေးကနေကြည့်တော့ပိုလာတာပဲဗျဒီမှာဗျကျွန်တော်ညနေကမီးလေးထွန်းထားတယ်ဆိုရင်နေအောင်ရှိနေဆိုတော့တပီတော့မသိတာအခုကညရောက်ပြီဆိုတော့နည်းနည်းပိုလင်းသွားတာပေါ့ဒီမှာဆိုရင်ဒီနားမှာပကြီးဆွဲထားတဲ့ပုံလေးတွေ့တာမသိဘူးအဲ့မှာလာချမ်းပုံမှာထိုင်ပြီးတော့သူတို့ထိုင်ပြီးတော့နှစ်ယောက်ထိုင်နေတဲ့ပုံပြလာချမ်းပုံမှာโอเคဒီပေါ်တစ်ထိုင်ကြည့်ရင်ဘယ်လိုမြင်ရမလဲကျွန်တော်ဒီပေါ်ကနေတစ်ချက်လောက်တစ်ထိုင်ကြည့်မယ်ပြီးရင်အောက်ကမြင်ခွင့်ကျွန်တော်တစ်ချက်ပြပေးပါမယ်သူများရဲ့လည်းဘာလို့လဲဆိုသူများရဲ့လည်းပေါ်တက်နေကြလို့သူများလည်းတက်နေကြတော့လည်းတက်စမ်းကြည့်လိုက်ကဲဗျအပေါ်တော့ရောက်လာပါပြီကျွန်တော်ဟိုဘော်ထီကိုကျွန်တော်မတက်တော့ဘူးဗျာနော်ကျွန်တော်ဟိုရှီဘန်းနေရှိတဲ့နေရာပဲတစ်ချက်ပြန်သွားကြည့်လိုက်မယ်ရှီဘန်းနေညနေသွားခဲ့တဲ့နေရာပဲတစ်ချက်ပြန်သွားကြည့်လိုက်တော့မယ်အပေါ်ဆုံးထီတော့ကျွန်တော်မတက်တော့ဘူးအားလုံးပဲလက်ခဲ့ပေးကြပါဦးကျွန်တော်အဲ့ရှီဘန်းနေရာကျွန်တော်ညနေပြခဲ့ရှီဘန်းနေဒီဟာပါကျွန်တော်ညနေရာပြောပါတယ်မီးအောင်နေထွင်းတော့လှလောက်တယ်တော့အခုမီးအောင်နေထွင်းထားပါတယ် let's go ပါတစ်ချက်သွားကြည့်ကြမယ်အဲ့နောက်အခုဆိုရင်တော့ကျွန်တော်စောနာကျွန်တော်ပြောနေတဲ့နေရာရောက်လာပါပြီရေပန်းနေရာတကယ်လှပါတယ်ဟောရေပန်းနေပြပါမယ်ဆိုမှရေပန်းနေရာရေပန်းနေလည်းတက်လိုက်တယ်မီးလည်းတက်သွားတယ်ခဏတော့စောင့်မှရမယ်နေတူတယ်ခဏတော့စောင့်ပြီးတော့ကျွန်တော်အဲ့ရေပန်းဝိဖွင့်တော့ကျွန်တော်ပြပေးပါမယ်ကျွန်တော်ခဏတော့စောင့်လိုက်အောင်မယ်နော်ဒီမှာပါရေပန်းနေစားပြီးတော့ပြန်လွှတ်ပေးပါပြီဝေါတကယ်လှပါတယ်ဒီတကယ်လှပါတယ်ရေပန်းနေရေပန်းနေအရာအသွေးစုံလင်စွာဖြင့်โอเคပါဆိုတော့ကျွန်တော်ဆက်တော့ပါမယ်ဒါကတော့ကျွန်တော်ညနေကဝင်လာခဲ့ပြီးဖြစ်တဲ့အမ်ဖီတွေ့တာပဲဖြစ်ပါတယ်သူကရှေးဟောင်းရှေးခေတ်ကရောမန်နဲ့ဂရီတို့ရဲ့တွေ့တာကိုအာရဘီပြည်သူက400တွေပေါက်ဆက်ပြီးတော့ပြန်လုပ်ထားတာပါပြီးတော့ဒီမှာသူတို့ရှင်ကျင်းမှုပြပွဲတွေနောက်ပြီးတော့အခမ်းအနားတွေလုပ်တဲ့နေရာလေးဖြစ်ပါတယ်โอเคပါကျွန်တော်အပေါ်တစ်ချက်ထိုက်တက်ပြအောင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ညနေခင်းကလည်းကျွန်တော်အဲ့နေရာပြပြီးသွားပြီဆိုတော့လေနော်ကျွန်တော်အပေါ်တော့တက်မပြတော့ပါဘူးဒါပေမဲ့ကျွန်တော်စိတ်ဝင်စားတာရှိသေးတယ်ဘာလဲဆိုတော့ကျွန်တော်ညနေကပြခဲ့တဲ့ Golden Mosque ရှိတယ်အဲ့ Mosque ကညဘက်မှာဆိုရင်ဘယ်လိုမျိုး
မီးရောင်နေထွင်းပြီးတော့ထားတယ်လေဆိုတော့ကျွန်တော်သိချင်တာအဲ့ဒီအတွက်ကျွန်တော်အဲ့ဒီဟာကိုတစ်ခေါက်တွားရိုက်ပါမယ်ကျွန်တော်လည်းတို့လက်ခဲ့ကြပါအောင်ပြီးတော့ကျွန်တော်ဒီဘက်ကိုပဲထွက်ပြန်ပါမယ်အမှန်ကျွန်တော်အဲ့ဒီ Golden Mosque ကိုကျွန်တော်တွေ့ချင်လို့ပါကျွန်တော်ခုတော့ Golden Mosque ကိုတော့ရောက်လာပါပြီဘယ်လိုလဲဆိုကျွန်တော်ပြပါမယ်သူကညနေခင်းကနေအောင်နေရပိုးပြီးတော့တောက်တယ်လို့ပြောရမယ်ဗျအခုကအဲ့လောက်ထိနေအောင်ဝါရောင်မထွက်ဘူးပေါ့လေညနေအောင်ဒီတော့ကတော်တော်ထွက်ပါတယ်အခုတော့လောက်ကြီးစီမထွက်ပါဒါကတော့ကျွန်တော်နောက်ဘက်ကနေမြင်ရတယ်ဟယ်လိုနောက်ဘက်ကနေမြင်ရတဲ့အမ်ဖီသီယေတာရွေးဖြစ်ပါတယ်โอเคပါဒါကတော့ Golden Mosque ပါကျွန်တော်အခုဆိုရင်ဝင်လာခဲ့တဲ့ထွက်ပေါက်ပြန်ရောက်ပါပြီဒီမှာပါတော်လှတာပဲเนาะထွက်တဲ့နေရာလဲလှပါတယ်ဝင်တဲ့နေရာလဲလှပါတယ်အကုန်လုံးလှပါတယ်ကြည့်လိုက်ပါဦးโอเคပါလှတဲ့နေရာကြီးပဲမလှတဲ့နေရာကိုမရှိတော့မြင်ရတယ်ကောင်တော့လည်းလှနေရောလှတယ်ပဲပြောနေညနေတာဘာမှမီးလုံးနေပိုင်မတွေ့ဘူးဟုတ်တယ်မလားအဲ့ဒီဘာမှမရှိတဲ့ဟာတွေကဒီညဘက်ရောက်တော့ဒီဘောလုံးလေးတွေဆိုရင်မီးလုံးနေပါတယ်နဲ့အဲ့လိုပုံစံဖြစ်သွားပါတယ်ဒီဘက်ထဲမှာဆိုရင် modern ဘက်ကိုသွားပြီးတော့အဲ့ဒီဘက်တွေနဲ့ modern ဘက်ကိုသွားပါပြီဟိုဘက်ထဲမှာပဲအတွင်းထဲမှာတော့အတွင်းထဲကဆိုင်တွေကတော့Qatari traditional ဘက်ကိုသွားရပါလေအဲ့ဒီဘက်မှာတော့စားတော့ဆိုင်တွေပဲရှိရယ်ကျွန်တော်အဲ့ဘက်ကိုမသွားရဘူးဘာလို့လဲဆိုတော့လူတွေတော်တော်များတယ်အကုန်လုံးဟိုဖြစ်မှာဆိုလို့ပါဆောနာအဝင်ကလေးလည်းမေးခဲ့တယ်သူကအဲ့စစ်တုပ်ထားတဲ့ဟာဒီဘက်ရောက်မှပဲရိုက်ပါလို့ security ကမှာလိုက်ပါတယ်အဲ့မလို့ကျွန်တော်အဲ့ဘက်ကိုမသွားတော့ပါဘူးကျွန်တော်ဒီဘက်ကနေပဲပြန်ပြီးတော့ဖြတ်ပြန်လိုက်ပါမယ်ကျွန်တော်စောနာလုံးကဒီထိပ်ပေါ်နေဆင်းလာတာအဲ့တောင်ထိပ်ပေါ်နေဆင်းလာတာကျွန်တော်ပြလိုက်တဲ့ coffee shop တွေဆိုတာအဲ့တောင်ထိပ်ပေါ်မှာပါဒါကတော့ရှစ်ဘက်ကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီမှာသူတို့စိတ်ရုပ်လေးအဝါအနီးဒီဘက်ကတော့ action တွေပေါ့ကျွန်တော်စဉ်းစားတာဒီအဲ့ဒီအပေါ်ကအနီးပေါ်ကလှုပ်နေတဲ့ slide တွေကိုဘယ်နာထိုးတယ်လဲဆိုတော့ကျွန်တော်စဉ်းစားတာဘာလို့လဲဆိုတော့ဒီကအပြင်ကြီးမှာဗျာအပြင်ကြီးကနေဒီလိုမျိုးထိုးထားတယ်ဆိုတော့ဘယ်ကနေထိုးလဲဆိုတော့စဉ်းစားတော့ဒီဘက်မှာဒီမီးရောင်တွေတွေ့တာအဲ့မီးရောင်ဒီဘက်ကတစ်ခုနဲ့ဒီဘက်ကတစ်ခုနဲ့အဲ့နှစ်ခုကအဲ့ဒီအပေါ်ကို slide ထိုးထားတာအခုဆိုတော့ပြေးနေတဲ့ဟာအဲ့ပေါ်နေထိုးထားတဲ့ slide တွေပေါ့โอเคပါဒီအဆောက်အဦတွေကယူရိုဖစ်ကိုတောင်းရင်ရောက်သွားတယ်လို့ခံစားရတယ်။ဘာလို့ဆိုရင်ယူရိုတင်မလဲယူရိုဖစ်ကစတိုင်လိုမျိုးလုပ်ထားတာဗျာ။အဲ့ဒါကကျွန်တော်ညနေကပြတဲ့ဟာပဲဗျ။ဟိုဖန်ဆိုးတဲ့ဟာလေး။အဲ့ရဖန်ဆိုးတဲ့ဟာမီးထွန်းထားပါတယ်။ကျွန်တော်နေ့ကတော့ပြပေးမယ်။ဒီ
ဒီမှာပါဒီကောင်တွေကဖမ်းနေပါဒီကောင်ဘယ်လိုပုံစံလဲဆိုကျွန်တော်တို့ဘယ်မှာသူများတွေစီကဘယ်လိုခေါ်လဲလို့မသိဘူးဗျာကျွန်တော်တို့ရောမှာတော့ဒီကောင်ကိုမှန်လာဖူးလို့ခေါ်ပါတယ်ဒီကောင်တော့မဟုတ်ပါဘူးဒီလိုမျိုးပုံစံကျွန်တော်တို့စီမှာရှိပါတယ်ကျွန်တော်တို့ရောမှာတော့မှန်လာဖူးလို့ခေါ်ပါတယ်တခြားစီမှာတော့ဘယ်လိုခေါ်လဲတော့မသိပါဘူးဒီကောင်မှန်လာဖူးနဲ့တော်တော်ဆန်းပါတယ်မှန်လာဖူးနဲ့ဒါတော့ပေါ်လုံးပေါ့ဘယ်ကွမ်းထားတဲ့မီးရတော့မရှိပါဘူးဘယ်ကွမ်းထားတဲ့မီးတော့မရှိတော့ဘူးမီးရမလာတာဖြစ်မယ်ဒါတော့ပေါ်လုံးနေဟိုဘက်ကတော့မှန်လာဖူးနဲ့ပုံစံတူတဲ့အရာဖြစ်ပါတယ်โอเคပါအားလုံးပဲဆုံးဒီကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတဲ့ကိုကျေးဇူးထူးတင်ရှိပါဗျာနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်See you ပါ